တမန်ကျမ်းစာထဲမှာတွင်တင်ထားတဲ့အရာတစ်ခုရှိပါတယ်ငါမှတပါအခြားသောဘုရားကိုမကိုးကွယ်နဲ့ဆိုတဲ့တွင်တင်ဆုံးမချက်တစ်ခုဖြစ်ပါတယ်ဆိုတော့ငါမှတပါအခြားသောဘုရားကိုမကိုးကွယ်နဲ့လို့ဆိုလိုခြင်းကတခြားသောကိုးကွယ်ယုံကြည်မှုတွေတခြားသောဘုရားတွေများစွာရှိနေတယ်ဆိုတဲ့အရာကိုဖော်ပြနေတာပါဣသရေလလူမျိုးတွေရဲ့တမိုင်းတစ်လျှောက်မှာပတ်ဝန်းကျင်မှာရှိတဲ့အထူးသဖြင့်တပါအမျိုးသားတွေမှာရှိတဲ့အဲ့ဒီလိုမှားယွင်းသောဘုရားတွေရုပ်တုတွေသာမကဘဲနဲ့ဝိညာဉ်ရေးရဖောက်ပြန်မှုတွေနဲ့ဘုရားသခင်အပေါ်တစ္ဆာမဲမှုတွေကိုအဲ့ဒီအရာတွေကဖော်ပြနေတာပါဒီနေ့မှာတော့တမန်ကျမ်းစာထဲမှာဖော်ပြခဲ့တဲ့ထင်ရှားဆုံးမှားယွင်းသောကိုးကွယ်မှုတွေအကြောင်းကိုကျွန်တော်ဒီနေ့ဖော်ပြပေးသွားမှာပါနံပါတ်1ဘာလာကတော့ခါနန်နဲ့ဖိုနီရှန်လူမျိုးတွေအတွက်အဓိကဘုရားတစ်ပါးဖြစ်ပါတယ်မုန်တိုင်းမြေစီလွှာအောင်မြင်မှုနဲ့စိုက်ပျိုးရေးဆိုင်ရာနတ်ဘုရားတစ်ပါးအဖြစ်လူသိများကြပါတယ်ဘာလာဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကတော့အရှင်ဒါမှမဟုတ်သခင်လို့အဓိပ္ပာယ်ရပါတယ်တမန်ကျမ်းစာထဲမှာဆိုရင်ဘာလာကိုရုပ်ထုကိုးကွယ်ခြင်းလို့ခေါ်တဲ့အခါမှာအထင်ရှားဆုံးသင်္ကေတတစ်ခုအဖြစ်ဣသရေလလူမျိုးတွေကိုဘုရားသခင်ခံကနေလွဲချော်စေခဲ့တဲ့ဘုရားလည်းဖြစ်ပါတယ်အဟက်မင်းနဲ့သူ့ရဲ့မိဖုရားယေဇဗေလတို့ကလည်းဒီဘာလကိုကိုးကွယ်တဲ့နေရာမှာအမြင့်ဆုံးတရားအောင်ပို့ခဲ့တဲ့ဘုရင်ကြီးဖြစ်ပါတယ်ကရီမေလတောင်ပေါ်မှာပရောဖက်အေလိယကဘာလပရောဖက်450နဲ့ရှင်ပြိုင်ပြီးတော့မှအသက်ရှင်တော်မူသောဘုရားရဲ့တကူတော်ကိုသက်သေပြခဲ့တဲ့အကြောင်းအရာတွေကလည်းဘာလနဲ့သက်ဆိုင်တဲ့အကြောင်းအရာမှာဖော်ပြခဲ့တဲ့အရာဖြစ်ပါတယ်နံပါတ်2အာရှရာကတော့ခါနန်ဘာသာရေးတွေမှာအဓိကကိုးကွယ်တဲ့ဘုရားတစ်ပါးဖြစ်ပါတယ်သူကတော့မွေးဖွားခြင်းနဲ့သက်ဆိုင်တဲ့နတ်ဘုရားမတစ်ပါးအဖြစ်သူ့ကိုပုံဖော်ထားတာရှိပါတယ်သူ့ကိုကိုးကွယ်တဲ့အချိန်မှာဆိုရင်အာရှရတိုင်လို့ခေါ်တဲ့တစ်သားတိုင်မှာအဓိက site ထူထားပြီးတော့မှကိုးကွယ်ထားလေးရှိပါတယ်ဣသရေလလူမျိုးအချို့ကလည်းသူ့ကိုထာဝရဘုရားရဲ့ကျင့်ရတော်အဖြစ်မှားယွင်းယုံကြည်ခဲ့တဲ့အဖြစ်အပျက်တွေများစွာရှိတယ်လို့မျိုးပဲ prophet တွေကလည်းအဲ့ဒီအရာကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တဲ့အရာတွေရှိပါတယ်သူမကိုကိုးကွယ်တဲ့အရာမှာဆိုရင်ဝိညာဉ်ရေးရဖောက်ပြန်ခြင်းဖြစ်တယ်လို့ကျမ်းစာထဲကအတိအကျကိုဖော်ပြထားတာပါနောက်တစ်ခုကတော့ Molech လို့လည်းအတန်ထွက်ပါတယ်တမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့ဘုရားတွေအထင်းမှာအဆက်ဆုပ်ယွန်ရှာစရာအကောင်ဆုံးဘုရားတစ်ပါးဖြစ်တယ်လို့ဘုရားသခင်ဖော်ပြခဲ့ပါတယ်မောလက်ကိုကိုးကွယ်သူတွေကကလေးငယ်တွေကိုမီးရှို့ပြီးတော့မှရစ်ပူဇော်ရတာကြောင့်ဘုရားသခင်ကအဲ့ဒီအမှုအရာကိုအပြင်းအထန်တားမြစ်ခဲ့ပါတယ်ဂျေရုဆလင်မြို့ရဲ့တောင်ဘက်မှာရှိတဲ့ဟေရွန်ချိုင်ဝမ်ကအဲ့ဒီဆက်ဆုပ်ယွန်ရှာပွဲကကောင်းတဲ့ရစ်ပူဇော်တွေပြုလုပ်တဲ့နေရာဖြစ်နေခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာဆိုရင်အဲ့ဒီနေရာကိုငရဲရဲ့သင်္ကေတအဖြစ်လို့တော့မှသူတို့တွေကမှတ်ယူတဲ့အကြတွေရှိပါတယ်မောဘလူမျိုးတွေရဲ့အမျိုးသားနတ်ဘုရားအဖြစ်သတ်မှတ်ကြတာရှိပြီးတော့စစ်နတ်ဘုရားအဖြစ်လည်းယူဆကြတာရှိပါတယ်ဒီဘုရားကတော့ရှောလမုန်မင်းကြီးနဲ့ဆက်ဆက်နေခဲ့တာပါရှောလမုန်မင်းကြီးရဲ့တပါးအမျိုးသားမိဘုရားတွေရဲ့လွမ်းမိုးမှုကြောင့်ခေမှုရှအတွက်ဝတ်ကြောင်းတစ်ကြောင်းကိုတိဆောက်ပေးခဲ့ပါတယ်အဲ့ဒီအရာကပဲဘုရားသခင်ရဲ့အမျက်တော်ကိုနှိုးဆွစေခဲ့ပြီးတော့ကျွန်တော်တို့ယနေ့ထက်ထိတိုင်အောင်ညီနိုင်မရတဲ့ပြဿနာတွေဖြစ်နေခဲ့တဲ့တရားခံကလည်းအဲ့ဒီအကြောင်းအရာတွေထဲကတစ်ခုပါနံပါတ်5ဒါဂေါနာကတော့ဖိလိတိလူမျိုးတွေရဲ့အဓိကဘုရားဖြစ်ပါတယ်ရှန်ဆုံကဒါဂေါနာကျောင်းထဲမှာတိုင်တွေကိုလဲချပြီးတော့ဖိလိတိလူမျိုးတွေထောင်ပေါင်းများစွာကိုအသက်ရုပ်သိမ်းခဲ့တဲ့နေရာတစ်ခုလည်းဖြစ်တယ်ဆိုတဲ့အရာမှာဖော်ပြခဲ့တဲ့အချိန်မှာသုံးနှုန်းတဲ့အရာတွေဖြစ်ပါတယ်နောက်ပိုင်းမှာဖိလိတိလူတွေကဗြိညင်တစ်တာတော်ကိုတင်စီရယူခဲ့ပြီးတော့ဒါဂေါနာရုပ်ထုအရှိမှာထားတဲ့အခါမှာဒါဂေါနာရုပ်ထုကတော့အရှိမမောက်ရဲ့လဲပြီးတော့မှခေါင်းလက်တွေပြတ်တောက်သွားခဲ့တယ်ဆိုတဲ့အရာကိုဖော်ပြထားတဲ့အချိန်မှာဒီဒါဂေါနာရဲ့အကြောင်းကိုတွေ့ရမှာပါနံပါတ်6အာရှတေဒါမှမဟုတ်အာရှတရက်လို့လည်းခေါ်ပါတယ်မွေးဖွားခြင်းနဲ့ကာမဂုဏ်နဲ့ဆက်ဆိုင်တဲ့နတ်ဘုရားမတစ်ပါးဖြစ်ပါတယ်ထပ်ပြီးတော့မှလည်းစစ်နတ်ဘုရားမအဖြစ်သူ့ကိုဆိုလိုတဲ့အရာတွေရှိလို့မျိုးဘာဘူးလုံးမှာဆိုရင်အရှတာနတ်ဘုရားမနဲ့ဆက်ဆက်နေတယ်ဆိုတဲ့အကြောင်းအရာတွေမှာတော့မှတွေ့ရပါတယ်သူငါ့ကိုကိုးကွယ်တဲ့အချိန်မှာဆိုရင်ကာမဂုဏ်နဲ့ဆိုင်တဲ့ຢာကမှုတွေပါဝင်နေတာကြောင့်ဣသရေလလူမျိုးတွေအတွက်တကယ်ကိုကြီးမားတဲ့ဖြားယောင်းမှုတစ်ခုဖြစ်ခဲ့တယ်ဆိုတဲ့အရာကိုလည်းတွေ့ရမှာပါနံပါတ်9ဘေလနေဘောနဲ့နေဘောကတော့တွဲတဲ့ရှိတဲ့နတ်ဘုရားတွေပါဘာဘူးလုံးအင်ပါယာရဲ့အဓိကဘုရားတွေလည်းဖြစ်ကြပါတယ်ဘေလကတော့စัจ java လောက်ကိုဖန်ဆင်းသူအဖြစ်ယူဆကြပြီးတော့နေဘောကတော့ပညာနဲ့ကံကြမ္မာဆိုင်ရာနတ်ဘုရားဖြစ်တယ်လို့သူတို့ကတော့သတ်မှတ်ထားတာရှိပါတယ်ဟေရှာယအခန်းကြီး46ငယ်1မှာဆိုရင်တော့ဘုရားသခင်ရဲ့တရားစီရင်ခြင်းကြောင့်အဲ့ဒီနတ်ဘုရားတွေလည်းပြိုလဲပျက်စီးရမယ်အကြောင်းကိုဖော်ပြထားတာရှိပါတယ်နံပါတ်10ကောင်းကင်ဘုံကလွတ်တော်တသဝါများ divine council beings လို့ခေါ်ပါတယ်တမန်ကျမ်းစာထဲမှာထာဝရဘုရားကကောင်းကင်ဘုံဝိညာဉ်တသဝါတွေနဲ့အစည်းအဝေးကိုဦးဆောင်တဲ့အကြောင်းကိုဖော်ပြထားတာရှိပါတယ်အဲ့ဒါအပြင်ကမှကျွန်တော်တို့လူသားတွေကတခါတည်းမှာကောင်းကင်တမန်တွေကိုကိုးကွယ်တဲ့အကြောင်းအရာတွေကိုကြားဖို့မှာပါဆိုတော့ဘုရားသခင်ကအဲ့ဒီအကြောင်းအရာတွေကိုလေလုံးဝမကြိုက်နဲ့တတ်ပါဘူးဘုရားသခင်ကကောင်းကင်တမန်တွေကိုကိုးကွယ်ဖို့ရအတွက်ဖန်ဆင်းထားတာမဟုတ်ဘဲနဲ့ကောင်းကင်တမန်တွေကလူသားတွေကိုကူညီဖို့ရအတွက်သခင်ဖျားကခွဲခန့်ထားတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဒီအရာကဘုရားသခင်ရဲ့အခွင့်အာဏာတွေအောက်မှာရှိနေတာဖြစ်ပြီးတော့တချို့သောမတရားမှုကိုစီရင်တဲ့အချိန်မှသာလေကောင်းကင်တမန်တွေကိုဆေးလွတ်မှာဖြစ်ကြောင်းဘုရားသခင်ကဖော်ပြထားတဲ့အရာဖြစ်ပါတယ်နံပါတ်9 Nephilim တွေကကမ္ဘာဦးခန်းကြီး6မှာဖော်ပြထားတဲ့အတိုင်းလူထူးဆန်းများဖြစ်တယ်ဘုရားသခင်ရဲ့သားတော်ကောင်းကင်တမန်တွေနဲ့လူသားသမီးပြိုတွေရဲ့ပေါင်းဆက်ခြင်းကနေမွေးဖွားလာတဲ့ဖွားကြိုင်းတဲ့လူသားတွေဖြစ်တယ်လို့ဆိုလိုထားတာရှိပါတယ်အဲ့ဒီလိုပေါင်းဖက်ခြင်းကလည်းကျွန်တော်တို့ No AK ရေးလွှမ်းမှုခြင်းရဲ့အဓိက
ပြည့်ရုပ်တစ်ခုလည်းဖြစ်ခဲ့ပါတယ် Nephilim ကိုလူသားတွေကကိုးကွယ်တဲ့အကြောင်းအရာတွေလည်းရှိတယ်ဆိုတဲ့အကြောင်းအရာကိုဖော်ပြထားတာရှိပါတယ်နံပါတ်10ကောင်းကင်မိဖုရား Queens of Heaven Prophet Jeremiah ခေတ်ကယူဒလူမျိုးတွေကကောင်းကင်မိဖုရားအတွက်မုန့်တွေကိုပြုလုပ်ပြီးပူဇော်ခဲ့ကြတယ်ဆိုတဲ့အရာကိုဖော်ပြထားတာကိုတွေ့ရမှာပါအဲ့ဒီကောင်းကင်နတ်ဘုရားမှာကဘာဘုလုံမှာရှိတဲ့ Ashtar ဒါမှမဟုတ်ခါနန်မှာရှိတဲ့ Ashtar ဖြစ်နိုင်တယ်ဆိုပြီးတော့မှပညာရှင်တွေကယူဆကြတာမျိုးရှိတယ်ဘလို့ပဲဖြစ်ဖြစ်ဘုရားသခင်နဲ့ချုပ်ဆိုထားတဲ့ပဋိညာဉ်ကိုဖောက်ဖျက်တဲ့တက္ကေတာနောက်တစ်ခုထပ်ဖြစ်နေပါတယ်နံပါတ်7တာမတ်ကတော့မဆိုပိုတီမီးယားဒေသမှာရှိတဲ့စိုက်ပျိုးရေးကိုကိုစားပြုသလိုမွေးဖွားခြင်းကိုကိုစားပြုတဲ့နတ်ဘုရားလည်းဖြစ်ပါတယ်ဣသရေလအမျိုးသမီးတွေကတာမတ်နတ်ဘုရားရဲ့တည်ဆုံးမှုအတွက်ငိုကြွေးတဲ့မှတ်တမ်းကလည်းကျမ်းစာထဲမှာတွေ့ရမှာပါအဲ့ဒါကတပါးအမျိုးသားတွေရဲ့ယုံကြည်မှုတစ်ခုကိုဣသရေလတွေအနေနဲ့ဝတ်ပြုရာအိမ်တော်အထိကိုယူဆောင်လာခဲ့တဲ့အကြောင်းအရာကဘုရားသခင်လုံးဝဒေါသထွက်စေခဲ့တဲ့အကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်ကျမ်းစာထဲမှာအခိုင်အမာတွင်တင်ထားတာမျိုးတွေ့ရပါတယ်ဒီနေ့ခေတ်မှာယုံကြည်မှုအမျိုးမျိုးကိုထိလက်ရအောင်မကိုးကွယ်တော်လဲပဲဘုရားသခင်ထက်ပိုပြီးဦးစားပေးမိတဲ့အရာမှန်သမျှကိုခေတ်သစ်ဘုရားတွေအဖြစ်ဖော်ပြထားတာမျိုးလည်းရှိပါတယ်ဒါကြောင့်စစ်မှန်တဲ့ဘုရားတစ်ပါးတည်းကကျွန်တော်တို့ရဲ့စိတ်နှလုံးသားအကျွမ်းမဲ့ကိုးကွယ်ဖို့ရန်အတွက်တမန်ကျမ်းစာထဲမှာကျွန်တော်တို့ကိုအမြဲတမ်းတတိပေးတွင်တင်နေတဲ့ဆိုတဲ့အကြောင်းကိုပြောပြရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်ပေးလိုက်ရပါတယ်